လေးတွေငြိမ်နေရင်တိမ်တွေပြူတော့မှချိုသေးတယ်ဝါဆိုရီသိတိရမိပုံမြတ်တို့ရောက်ရှိကြမှာချင်းညာကငွေမငွေစားတွေရွာတော့ခွဲဝါဆိုရီသိတိရမိတင်မောက်ကလည်းကြည့်လိုက်ရင်ခေပင်မှာယေဆိုလိုမို့ကိုနေကြတယ်ပြန်နေစမို့မိတဲ့ငါတွေတို့နှစ်ယောက်စကားပြောခဲ့ကြတဲ့ခေပင်ချီမြင်နေရောက်လမ်းကိုရောက်တိုင်းလေးဘာဆိုရင်သိတဲ့ရမိတိုင်းရှိခွင့်မညိုဆိုင်ကမောင်ရီချေမိုးချင်းကတဲ့လေကြတယ်ဝါဆိုရဲ့မိုးကရင်တော့ငါတိုင်းမနေပြီကွယ်လွန်နေဝါဆိုရဲ့တဲ့လို့ရီမိုးစလေးမိုးနေတယ်ကိုမျက်နှာမိုးစလေးလာစနေကိုဖြစ်ကိုပြောပြပေးပါဝါဆိုရဲ့